အားလုံးပဲမင်္ဂလာပါဒီနေ့သမင်းစားမယ်အားလုံးမင်္ဂလာပါဒီနေ့သမင်းစားမယ်ဆိုတော့ဟင်းအကောင်းစားကြီးပြပါမယ်ဒါတော့သမင်းပကံမှာကျဲဥပြုတ်တစ်လုံးရှိမယ်ငါ6ဖုတ်လေးတစ်ကောင်ရှိမယ်ပေါ့နော်ပြီးတော့ငပိရီကျိုးတစ်ခွက်ရှိပါမယ်ငပိရီကျိုးတစ်ခွက်ရှိမယ်ပြီးတော့တို့စီရာတော့ကွေးတောက်ရွက်ရဲ့တရက်တီးရရုံးပတိတီးရအဓိကဟင်းရတာပေါ့နော်ဒါတော့မုံလာဥကိုချင်းချက်ထားတာ9ကောင်းနဲ့အဓိကဒါစားမှာပေါ့နော်9ကောင်းကကြီးပဲရမ်းစားချင်နေတာပေါ့နော်ချင်းနေငါကောင်းတော့နောက်ဆုံးမှဆွဲမယ်ကွာအရာလက်အိတ်နဲ့စားရတဲ့အကြောင်းရင်းရတယ်အပြင်ကိုအလုပ်ကိစ္စနဲ့သွားတဲ့အခါကျချမောင်းတော့ငပိရတို့အဲ့လိုမျိုးလေးပေါ့နော်ဟင်းနေနေစားရင်လက်ကအနက်နေဆွဲနေတော့တယ်အစင်မပြေဘူးကိုလက်ကလည်းအဲ့လိုမျိုးအနက်တအားဆွဲတတ်တော့တယ်ညဘက်သမင်းစားရင်တော့တညာလုံးလက်ကိုနှာခေါင်းနဲ့ကတ်လို့မရတဲ့အခြေအနေကြီးရောက်တော့အစင်မပြေလို့လေအကြောင်းလက်အိတ်နဲ့စားပြတာပါအခါတလေမှအဲ့လိုလက်အိတ်နဲ့စားတာပေါ့နော်ပုံမှန်ဆိုဇွန်းနဲ့စားညာအဲ့လိုပြီး有是睡的上，牛，对，讲。好的，来了。就အနှစ်နဲ့အပီးလေးနဲ့နင်းနေ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 ရောပဲ
အားကောင်းစားမယ်နော်စားပါမန်တခုဖတ်လိုက်ရတယ်ကျူလေးကဖားစားတဲ့ဗီဒီယိုပဲဖြစ်ဖြစ်သပင်းချရနော်ဒါကိုတတိမထားမိဘူးအခုလည်းချမိလာတယ်မသိဘူးကောင်းတယ်ရမ်းကောင်း